မင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်တင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့လူသိကောင်မသားအလောင်းနဲ့စကားပြောသွားတဲ့အာဆီယံခေါင်းဆောင်များအကြောင်းဒီကနေ့နည်းနည်းလေးပြောပြချင်ပါတယ်ခင်ဗျာအကြောင်းရင်းကတော့ရှင်းရှင်းလေးပါပဲကျွန်တော်တို့ရဲ့မြန်မာနိုင်ငံဆီယနာစပြီးတိတ်လိုက်ကြတဲ့ကစစ်ကောင်စီကိုအာဆီယံများစွာကတောင်းဆိုမှုများစွာလှုပ်ဆောင်သွားတဲ့ကိုလည်းကျွန်တော်တို့တွေ့ရတာပေါ့နော်ဘယ်လိုတောင်းဆိုသွားလဲဆိုတော့ဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးပါနိုင်ငံရေးအကျဉ်းသားများကိုလည်းချွတ်ရင်ချက်မစစ်အောင်ပြန်လဲပြီးတော့လွတ်ပေးဖို့ဒီအာဆီယံခေါင်းဆောင်တွေကတိုက်တွန်းနိုးဆော်သွားတာရှိတယ်ပါတယ်ဒီပြီးခဲ့တဲ့2021အင်ဒိုနီးရှားအာဆီယံဥက္ကဋ္ဌဖြစ်တော့ကလည်းမြောက်လန်ကိုလက်ခံပြီးတော့တွေးဆုံတဲ့အချိန်မှာတော့အာဆီယံရဲ့ဘုံသဘောတူညီချက်ငါချက်ကိုဖော်ပြသွားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဒါပေမဲ့စစ်ကောင်စီကဒါတွေအားလုံးကိုအာဆီယံခေါင်းဆောင်များရဲ့ရှေ့မှာတော့လက်ခံထားပါဖြစ်ပေမဲ့တကယ်တမ်းကျတော့မြန်မာနိုင်ငံကိုပြန်ရောက်သွားတဲ့အချိန်မှာတော့ဒါတွေအားလုံးဒီပေါ်တင်ကိုပဲသူတို့ကချုပ်ဖြတ်သွားတာပေါ့ကျွန်တော်ပြောချင်တာဒီအာဆီယံခေါင်းဆောင်တွေကမြန်မာနိုင်ငံရဲ့စစ်ကောင်စီတပ်ခေါင်းဆောင်များဘာဖြစ်လို့အလွန်ကျူးလက်ခံတွေးဆိုရတယ်လဲမြန်မာနိုင်ငံပြည်သူလူထုတွေရဲ့အမြင်အတွေးများကိုဘာဖြစ်လို့သူတို့ကလိလူရှုထားရတယ်လဲဆိုတာကိုတော့မင်းကိုထုတ်စရာတွေဖြစ်လာခဲ့ပါတယ်2021ကနေစပြီးတော့အခု2025ထိရောက်နေပါပြီအာဆီယံခေါင်းဆောင်တချို့တွေကလည်းဒီလိုပဲတွေးဆိုတယ်တောင်းဆိုတယ်စစ်ကောင်စီဘက်ကလည်းလက်ခံတယ်ဒါပေမဲ့မြန်မာနိုင်ငံပြန်ရောက်တော့လဲဘာမှကိုတဲတဲ့ရင်တုံသွားသလိုဖြစ်သွားပါတယ်လောဝါကိုကျူမဆိုင်တဲ့သဘောဖြစ်သွားတယ်ပေါ့နော်တစ်စက်တည်းမှာပဲပြောရမယ်ဆိုရင်တော့နောက်ဆိုတော့အင်ဒိုနီးရှားရဲ့ဝန်ကြီးချုပ်ကဘယ်လိုပြောသလဲဆိုတော့မြန်မာအရေးကိုသူကူညီနိုင်သွားမှာမဟုတ်ဘူးလို့ပဲသူကိုယ်တိုင်ပေါ်တင်ကိုဝေခံသွားခဲ့ပါတယ်2020နဲ့ဒီကမ်ဘောဒီးယားရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့ဟွန်ဆန်ကသူမြန်မာပြည်ကိုလာရောက်ပြီးတော့စစ်ကောင်စီနဲ့စကားပြောသွားတယ်ဒေါအောင်ဆန်းစုကြည်ကိုနဲ့သူတွေ့ချင်တယ်ပြီးတော့ဆွေးနွေးပွဲကိုသူကတာဝန်ယူမယ်ပြီးတော့မြန်မာနိုင်ငံရဲ့ပဋိပက္ခကိုသူတာဝန်ယူလိုက်နိုင်မယ်လို့ပဲသူကကမ်ဘောဒီးယားမီဒီယာမှာဆိုသူဖြေချခဲ့တယ်ရှိပါတယ်တကယ်တမ်းကျတော့စစ်ကောင်ဆောင်နဲ့သူစကားပြောရတဲ့အချိန်မှာတော့သူကပြောသွားတယ်ပေါ့စစ်ကောင်ဆောင်ကတော်တော်လေးကိုပြောရဆိုရခက်တဲ့လူတူဖြစ်တဲ့အတွက်သူဘယ်လိုမှမဖြစ်စင်းနိုင်တော့ဘူးပေါ့မြန်မာနိုင်ငံရဲ့အရေးကိုသူကစပိုင်ဒါမန်တို့ပြီးတော့တခြားသောစူပါဟီးရိုးတော့မှမလုံနိုင်ဘူးလို့ပဲသူပြောသွားတယ်ပေါ့နောက်ဆိုတော့လဲကမ်ဘောဒီးယားဝန်ကြီးချုပ်ကလည်းလက်စော့လိုက်ပါတယ်တစ်စက်တည်းပြောမယ်ဆိုတော့2024မှာတော့ထိုင်းနိုင်ငံမှာပြုလုပ်သွားတဲ့ယူကပွဲမြတ်ထိုင်းနိုင်ငံမှာပြုလုပ်သွားတဲ့အစည်းအဝေးများစွာကိုလည်းအဲ့လိုပဲစစ်ကောင်ဆောင်ကိုသူတို့ခေါ်ယူတွေ့ဆုံခဲ့တယ်နောက်ဆိုတော့လည်းစစ်ကောင်ဆောင်ကလည်းဒီလိုပဲခေါင်းညိတ်ပြတယ်ခေါင်းညိတ်ပြတယ်နောက်ဆိုတော့ဖြစ်မလာခဲ့ပါဘူးတော်တော်လေးကိုစိုးတယ်ဖိလစ်ပိုင်ရဲ့ဆိုရကလည်းမယူမဖြစ်စေပေးနိုင်ပါဘူးအင်ဒိုနီးရှားလည်းမဖြစ်စေပေးနိုင်ပါဘူးပြီးတော့ကမ်ဘောဒီးယားလည်းမဖြစ်စေပေးနိုင်ပါဘူးလာအိုဆိုရကလည်းသူစစ်ကောင်းဆောင်ကိုများစွာအလောက်အပြောင်းလဲလုပ်ခဲ့ပေမဲ့တကယ်တမ်းကျတော့စစ်ကောင်းဆောင်ကမလက်ခံတဲ့ဖြစ်တဲ့အတွက်သူနောက်ဆိုတော့လည်းလာအိုရဲ့အဆိုရကလည်းမြန်မာနိုင်ငံယူမဖြစ်စေနိုင်ဘူးပေါ့ဒီ2025မှာဆိုရတော့ဒီထိုင်းဝူဂျီချောင်းအောင်ဖြစ်တဲ့တန်စင်ကသူမြန်မာအရွေးကိုသူကပြင်စင်းနိုင်စွမ်းရှိတယ်လို့ပဲသူကပြောထားပါတယ်။ဘာဖြစ်လဲဆိုသူကနိုင်ငံရေးအတွေ့အကြုံအရန်မြင့်မာတဲ့ထိုင်းရဲ့ဝကြီးချုပ်တူဖြစ်ခဲ့ပါတယ်ပေါ့နော်။သူပြင်စင်းနိုင်မယ်လို့ပဲသူယုံကြည်ထက်ခဲ့ပါတယ်။ဘာဖြစ်လဲဆိုတော့သူကမ္ဘာနိုင်ငံခေါင်းဆောင်ထိပ်သီးစီဝေများနဲ့သူစကားပြောဖြစ်တယ်။ဘယ်လိုပြောရမလဲဘယ်လိုဆိုရမလဲဘယ်လိုဆက်ဆံရမလဲဆိုတာ
သူ့ကိုသူများစွာသူတွေ့ကြုံရှိခဲ့ပါတယ်ဒါပေမဲ့စစ်ကောင်ဆောင်မြောက်လာတဲ့သူတွေ့တဲ့ချိန်မှာတော့စစ်ကောင်ဆောင်မြောက်လာတဲ့သူစကားပြောတဲ့ချိန်မှာစစ်ကောင်ဆောင်မြောက်လာကလုတ်ပေးမယ်တကယ်တမ်းကျတော့အကျဉ်းသားများကိုလုတ်ပေးမယ်ဆိုတဲ့စကားလုံးနဲ့ပဲနောက်ဆိုတော့လည်းမလုတ်ပေးဘူးပြီးတော့သူလက်ဆော့လိုက်ရတယ်ပေါ့နော်ပြောမဆိုအာဆီယံခေါင်းဆောင်များစွာကမြန်မာစစ်ခေါင်းဆောင်နဲ့ဘယ်လိုပြောဆိုတော့မြန်မာစစ်ခေါင်းဆောင်နဲ့စကားပြောတဲ့နေရာမှာသူတို့အတွက်အရာတစ်ခုမှမထင်ဘူးပေါ့နော်နောက်ဆုံးတော့လည်းဒီစင်ကာပူရဲ့ဒီခွေးလက်စီအစိုးရနာမည်တော့ကျွန်တော်မသိတော့ပါဘူးသူပြောသားတယ်ပေါ့နော်မြန်မာနိုင်ငံရေးကိုသူတို့ကဘယ်လိုလုပ်ရမလဲဆိုတော့မြန်မာပြည်သူနဲ့သူမြန်မာနိုင်ငံရဲ့ပြည်သူတွေမှာဆိုတော့အကြီးအကဲခေါင်းဆောင်တချို့နဲ့သူတွေ့ချင်ပြီးတော့လိုအပ်တဲ့စကားလုံးကိုသူပြောသားမယ်ပြီးတော့ဒီစစ်ကောင်စီနဲ့လည်းသူစစ်ကောင်စီခေါင်းဆောင်မြောက်လာတယ်သူတွေ့ဆုံခဲ့တယ်တကယ်တမ်းကျလည်းလောကကိုဖြစ်မလာပါဘူးနောက်ဆိုတော့ပထမအဦးဆုံးပြောရမယ်ဆိုရင်တော့အင်ဒိုနီးရှားလည်းမြန်မာရေးမကင်နိုင်ဘူးကမ်ဘောဒီးယားလည်းမကင်နိုင်ဘူးဖိလစ်ပိုင်လည်းမကင်နိုင်ဘူးလာအိုလည်းမကင်နိုင်ဘူးနောက်ဆိုတော့ဘယ်လိုပြောဆိုတော့ယခုလက်ရှိဒီမလေးရှားဝန်ကြီးချုပ်ကသူစစ်ကောင်းဆောင်တဲ့စကားပြောချင်မှာတော့သူတော်တော်လေးကိုစိတ်လီသွားတယ်ပြောရမယ်ဆိုတော့စစ်ကောင်းဆောင်မရောက်နိုင်ကဘာတစ်ခုမှမလုပ်ဘူးပေါ့ပြည်သူအတွက်လားသူ့အတွက်လားသူကတဲတဲကိုမလုပ်တဲ့အချိန်မှာတော့ဘယ်လိုပြောဆိုတော့အရန်ကိုခက်ခဲသွားတယ်ယခုချိန်မှာသူအရန်ကိုစိတ်ပြက်ပြီးတော့မြန်မာအရေးကိုသူကန်တွယ်ဖို့စွမ်းအားမရှိတော့ဘူးလို့ဒီမလေးရှားဝန်ကြီးချုပ်ကသူပြောသွားတယ်ပြောမှဆိုတော့သူတို့တိလိုက်ပြီပေါ့မြန်မာနိုင်ငံမှာစစ်တပ်ခေါင်းဆောင်ဖြစ်ပြီးတော့ဘယ်လောက်ထိခေါင်းမာလဲဘယ်လောက်ထိပြောရဆိုရခက်တယ်လဲဆိုတာကိုတော့သူတို့သိသွားတဲ့အချိန်မှာတော့ဒီထိုင်းဝန်ကြီးချုပ်တူဦးဖြစ်တဲ့တန်စင်ကသူပြောသားတယ်ပေါ့နော်မြန်မာအရေးကိုပြောရမယ်ဆိုရင်တော့ကျွန်တော်ကလူတေကောင်မတလောက်တူဦးနဲ့ပဲစကားပြောရတာတူပဲလို့ပဲသူကပြန်နေပြီးတော့အချက်ပေးတော့ပါတယ်တော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတယ်လို့ပဲသူကပြောတယ်ဘာဖြစ်လဲဆိုတော့တောင်းဆိုတာလဲဒီစစ်ကောင်ဆောင်ကမလိုက်ရောသလိုလုတ်ပေးတော့လဲလက်မခံဘူးပေါ့မြန်မာနိုင်ငံရေးကိုမြန်မာပဲဖြစ်ရှင်းလိုက်မယ်လို့ပဲအာဆီယံခေါင်းဆောင်တွေကဘယ်လိုပြောဆိုတော့ပြောသားတယ်ပေါ့ယခုချိန်မှာလည်းစစ်ကောင်ဆောင်ကသူကစိုးရမဲ့တဲဖြစ်တဲ့အချိန်မှာတော့သူကလေကြောင်းတိုက်ခတ်မှုတွေဆက်တက်ကိုလှုပ်သလိုလှုပ်သွားတယ်အစီအဝဲကိုတစ်ဖက်မှာလှုပ်သွားသလိုတစ်ဖက်ကလည်းသူဆိုးဝါပြည်သူပုံဘုံနဲ့တိုက်ခိုက်ကျဲချသွားကိုလည်းတွေ့ရပါတယ်ဒါကိုအာဆီယံခေါင်းဆောင်တွေကတီးတဲ့ချိန်မှာတော့တရတစ်မျိုးစီမှတ်ချက်ပေးကြတာပေါ့ဒီထိုင်ဝမ်ကြီးဟောင်းဖြစ်တဲ့တန်စင်ကသူပြောတယ်ပေါ့လူတေကမတလောက်နဲ့ကျွန်တော်စကားပြောရတာပေါ့နော်ဒီစင်ကာပူဆိုရကသူစာနဲ့တင်ခဲ့ပါတယ်နော်ကျွန်တော်ပြောတဲ့လူကနာဘက်မပါတာလားမသိဘူးပေါ့ဒီဖိလစ်ပိုင်ဆိုရကလည်းသူပြောသွားတယ်ကျွန်တော်တို့ရဲ့စကားဒီလေထဲမှာပဲသွားတယ်လေထဲမှာပဲပျောက်သွားတယ်ဒါကြောင့်မြန်မာအရေးကိုသူမဖြစ်စင်းပေးနိုင်တော့ဘူးလို့ကသူပေါ်တဲ့သူဝန်ခံလိုက်တယ်ပေါ့ဘာဖြစ်လဲဆိုတော့သူတွေ့ခဲ့ဘူးတဲ့ခေါင်းဆောင်ထဲမှာမြန်မာခေါင်းဆောင်ဒီခေါင်းအမှားဆုံးလို့ပဲသူပြောသွားတယ်ပေါ့ဒီကမ်ဘောဒီးယားဝန်ကြီးချုပ်ဆိုရတော့ဘယ်လိုပြောလဲဆိုတော့မြန်မာအရေးကိုမြန်မာခေါင်းဆောင်တဲ့စကားပြောရမှာစူပါဟီးရိုးတော့မှကူညီနိုင်လိမ့်မယ်လို့တော့မထင်ဘူးတဲ့ဘာဖြစ်လဲဆိုတော့မြန်မာခေါင်းဆောင်ကနားမပါတဲ့လူတယောက်နဲ့အတူတူပဲလို့ပဲသူမှတ်ချက်ပေးတယ်ဒီတစ်ခါတော့ကျွန်တော်ဒီလောက်ပဲတင်ဆက်ပေးပါစေကျေးဇူးတင်ပါတယ်